တိုင်းခရိုင်နာမည်တိုင်ရင်တပ်ဖွဲ့နာမည်ဟာဒီမှာတိုင်ရင်တပ်ဖွဲ့ကောက်နံပါတ်အဲ့ဒီမှာဘယ်ဟိုငွေကြေးစီးဆင်းထားတဲ့အကောင်ရှိတယ်ငါမှာနော်ဒါက Union Brana ဒါမှအခုဒီဟာဆိုရင်2025ခုနှစ်အောက်တိုဘာလ23ရက်မှ2026ခုနှစ်ဇန်ဖေဖော်ဝါရီလ12ရက်နေ့အထိကျွန်တော်ရှိမှလာလူတဲ့တဦးချင်းစီနာမည်ဟာဒီမှာလူတဲ့ငွေပမာဏကျွန်တော်ကလူတယောက်ရဲ့ပတ်စံကိုတုံးလိုက်မယ်ဆိုရင်အဲ့ဒီလူနာမည်ဒီလက်ထည့်လို့မရတော့ဘူးကဲကျွန်တော်ဘလို့မှရှောင်နေတာရှောင်လို့မရဘူးအားလုံးသိတဲ့အတိုင်းညရတယ်ကျွန်တော်လိုက်လွှင့်လိုက်ပြီးတစ်ဆဲလိုက်အဲ့ဒါတော့ဩစတြေးလျကဒီနေရာလုံးမမိုးမိုးမသူကျွန်တော်ပထမပြောတယ်စပြောတယ်ကျွန်တော်မသိအောင်ဆောင်နေတယ်ဒုတိယတစ်ချိန်ငစီဆိုတဲ့နာမည်သုံးပြီးဆဲတယ်ကျွန်တော်သူ့ဆရာကိုတွားပြောတယ်ပြောလို့မရဘူးသူ့ဆရာကအစသူ့ဘက်ကကျွန်တော်အစဲခံလိုက်ဆိုတဲ့ပုံစံကိုပြန်တုတ်ပြန်တယ်အဲ့တော့အခုကျွန်တော်တောင်းဆိုချင်တာဟာဒီမှာဒါကျွန်တော်တို့ရဲ့6လစာစရင်နော်စရင်စစ်ပေးပါပြည်သူတွေကိုကျွန်တော်တောင်းဆိုချင်တာကျွန်တော်တို့လည်းစရင်စစ်ပါအဲ့ဒီမိုးမိုးဆိုတဲ့ဩစတြေးလျထောက်ဖို့လုပ်နေတဲ့မိုးမိုးတဲ့စရင်စစ်နော်သူကျွန်တော်ပေါင်းလို့ဘဲစားတွေဆွဆွဲပုတ်ခတ်အကုန်လုံးနောက်ဆုံးပြောစရာမရှိတော့မိမတွေပါစားတော့ဆိုင်ရမိမတော်ကျွန်တော်ကသွားချပါတယ်လို့ပြောရှေ့တစ်မျိုးကွယ်ရတစ်မျိုးလုံးကျွန်တော်ပြောတာရရမရှိတော့ပုံစံပုံပြည်သူတွေအာယုံနောက်မှဆိုလို့ကျွန်တော်မပြောဘဲနေတာကျွန်တော်တပည့်အကြောင်းမဟုတ်ဘူးသူကျွန်တော်တော်နိုင်ဘက်ကပါဆိုပြီးတော့အခုသူအလူခံတယ်ညတိုင်းသူလိုက်လွင်ပြီးအလူခံတယ်2021ထဲကသူ့မှာစရင်ဆိုရင်ဗလာစာအုပ်လေးတောက်ချပြခဲ့တယ်ဟဲ့ဒီမှာဒီဗလာစာအုပ်နှောက်ကပုံငွေစရင်ဟဲ့ဒီမှာတူးချင်းစီနာမည်နဲ့6လစာစရင်6လစာပဲနော်အရှင်းနှစ်တွေမပါသေးဘူးနော်အဲ့ဒါမှကြည့်နော်ဓမ္မတူးချင်းစီဟာဓမ္မတိတိကျကျအကုန်လုပ်ထားတယ်အဲ့တော့စရင်စစ်ပေးပါတူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတ်ကြီးမခံနိုင်တော့ဘူးကျွန်တော်တိတ်ကြီးခံလာခဲ့တာဘယ်နှစ်ရက်ရှိနေပြီလဲကျွန်တော်ကိုယ်တိုင်လည်းမဆဲခဲ့တယ်လို့သွားဆဲတဲ့လူတွေကိုလည်းကျွန်တော်မဆဲဖို့ပြောခဲ့အဲ့ဒါကိုပထမနေ့ကလည်းကျွန်တော်ဘယ်လိုပြောလဲဆိုတော့ကျွန်တော်ကကြားဖြတ်နေငားပြီးတော့သူ့တွားဆဲခိုင်းတာပါကျွန်တော်ဖျားစိုးရပါစီဒီနေ့ချိန်ဒီဘယ်ဒုပုံမှာအပြင်လူမပြောနဲ့ဗျာကျွန်တော်တို့ရုံးအဖွဲ့ခလေးတွေတော့မှနေတို့မိုးမိုးတွားဆဲပါလို့ကျွန်တော်မပြောဘူးနော်အခုဒီညကျွန်တော်နေတော့ခလေးတွေကဟိတ်ဆောက်ကြီးတို့ယူလာတာကိုကြီးတဲ့ဒီဘာတယ်မှမရတော့ဘူးတဲ့မပြောလို့မရတော့ဘူးတဲ့ဓမ္မတဲ့ဒါ6လစာပဲသမီးတို့ယူလာတာတဲ့ဒီကောင်မကိုပြန်စုံမရတော့မယ်တဲ့ဓမ္မကြည့်လိုက်အဲ့ဒါ6လစာစရင်နော်အဲ့တော့မိုးမိုးမနေပြောသလိုနေဆုံးဆိုတာဘယ်နေဆုံးလဲဟဲ့ဒီမှာနော်တိုင်းခရိုင်နာမည်တိုင်ရင်တပ်ဖွဲ့နာမည်ဟဲ့ဒီမှာတိုင်ရင်တပ်ဖွဲ့ကောက်နံပါတ်အဲ့ဒီမှာဘယ်ဟိုငွေကြေးစီးဆင်းထားတဲ့အကောင်ရှိတယ်ငါမှာနော်ဟုတ်တယ်ဟုတ်ဒါက Union Brana ဒါမှအခုဒီဟာဆိုရင်2025ခုနှစ်အောက်တိုဘာလ23ရက်မှ2026ခုနှစ်ဇန်ဖေဖော်ဝါရီလ12ရက်နေ့အထိကျွန်တော်ရှိမှလာလူတဲ့တဦးချင်းစီနာမည်ဟာတမလူတဲ့ငွေပမာဏကျွန်တော်ကလူတယောက်ရဲ့ပတ်စံကိုတုံးလိုက်မယ်ဆိုရင်အဲ့ဒီလူနာမည်ဒီလက်ထည့်လို့မရတော့ဘူးဘာဖြစ်လို့လဲဓမ္မရှိတဲ့ငွေအမောက်ကိုအားလုံးပေါင်းရတာဓမ္မလေးအားလုံးပေါင်းဘယ်လောက်ဆိုပြန်ပေါင်းရတာလေလူနာမည်နဲ့ငွေစည်းနဲ့လေကျွန်တော်တယောက်ပဲဖို့အဲ့ငွေတင်နဲ့ထည့်လို့မရတယ်အဲ့ဒီလူရှင်ကိုယ်တိုင်လာစစ်ခိုင်းတာဒါကို public တင်ပေးတာဓမ္မပြန်ချတဲ့စရင်ဟာဒီမှာ2025ခုနှစ်အောက်တိုဘာလ23ရက်မှ2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ဒီပြည်တွင်းတို့ပြန်လဲထောက်ပံ့ငွေစရင်ဒါကျွန်တော်လူဆို TV တိုင်းနော်မကွေးတိုင်းနော်ပြီးလို့ချင်းတနင်္လာရီတိုင်းမန္တလေးတိုင်းရခိုင်ပြည်နယ်ဓမ္မရခိုင်ပြည်နယ်ဆိုရင်လေးဝတီတာရေးနာရေးပရိဒအတင်ကန်ဆန်းမဲ့အဆောင်ရင်ဘလောက်အတိကျပါတယ်နော်ဓမ္မရောင်နီလာနီ6မြို့စီကံပိန်းပြီးရိတ်ခါယူရိတ်ခါဖို့ဒါမဲဆောက်ကမင်းတို့သွားတဲ့ဟာပြီးစကိုင်းတိုင်းရွှေဘိုခရိုင်အမှတ်9အလုံးကိုတိတိကျကျဟတ်မှာပြတယ်နော်စရီဘီလိုက်တာဘုံမျိုးမှတ်တန်းသွားတာစစ်ဘေးရှောင်ကလွယ်လို့
တိုင်ရင်တက်ပွဲဆိုရင် MOD ရဲ့ဂုဏ်ပြုမှတ်တမ်းလာတောင်းထားတယ်အကုန်ရှိတယ်အဲ့တော့သူအခုကျွန်တော်ဆွဆွဲပုတ်ခတ်ထားတာလေအများကြီးတည်းမှာကျွန်တော်တစ်ခုပဲတောင်းဆိုခြင်းနဲ့စည်ရင်းစစ်ပေးပါအဲ့ဒီမိုးမိုးလည်းစည်ရင်းစစ်ပါနေဆုံးဆိုတာမရှိဘူးတော်လန်ရေးစကစားကနေဆုံးဆိုတာကတိုင်ရင်တက်ပွဲတွေမတည်မြဲသေးလို့မပြောဘူးအခုဒါ6လစာ2026ခုနှစ်6လစာနေဆုံးလုပ်လို့မရတော့အားလုံးမှာဒီမှာကြည့်လိုက်စကိုင်းတိုင်းစစ်ဌာနရှုဘိုခရိုင်တိုင်ရင်တစ် P12901 QR လာဘန်လာအကောင့်နာမည်ဘန်အားလေအကုန်ပါတယ်နေဆုံးလုပ်လို့မရဘူးเนาะအဲ့ဒီစရင်စစ်တာကိုလည်းလူတို့ကိုတိုက်ရိုက်လိုက်ပြီးစစ်ပေးဒါကျွန်တော်အခုချိန်ထိလိုက်တိုက်ရိုက်လွှင့်ပြီးတော့အလူခံတာ3ချိန်ပဲရှိသေးတယ်เนาะကျွန်တော်မှတ်မိသလောက်တော့3ချိန်မှာအဲဇေဝါတို့အတွက်1ချိန်ဘုံမိုက်ခဲအတွက်2ချိန်အဲဇေဝါကိုအလူခံတဲ့ချိန်မှာကိုမိုင်ကယ်ရှိသေးတယ်ကိုမိုင်ကယ်မှာလုံနေတဲ့အချိန်ဘုံမိုက်ခဲကိုအလူခံတဲ့ချိန်မှာကျွန်တော်လုံတဲ့အချိန်အဲ့ဒီ3ချိန်လုံးမှာကျွန်တော်တို့လက်ခံတဲ့ဘန်ကိုအဲ့ဒီမှာနော်အလူမခံခင်ဘန်ထဲမှာဘယ်လောက်ရှိတယ်2နာရီအတွင်းမဲ့ဒီဘန်နံပါတ်ကိုအတုံးပြုမှာနော်2နာရီကြော်ရင်တောင်းမမီဘူးကျွန်တော်ကြိုးကျင်းရတယ်2နာရီပြည့်တဲ့အချိန်မှာပတ်စံအားလုံးပေါင်းဘယ်လောက်ရတယ်မပြည့်ခင်တည်းကတခါလေးអော်ပေးနေတယ်ဘယ်လောက်တက်သွားပြီဘယ်လောက်တက်သွားပြီဘယ်လောက်တက်သွားပြီ2နာရီပြည့်တာတဲ့အဲ့ဒီဘန်ထဲကိုဝင်တမျှငွေအားလုံးဒီမှာဘန်ထဲမှာဘယ်လောက်ရှိတယ်ပြည်သူကိုကျွန်တော်ချပြတယ်အဲ့ဒီမှာရော့ကျွန်တော်လိုက်3ခါပဲထွင်မှုတယ်သူ2021ထဲကနေဒီနေ့ချိန်ထိလိုက်မလွင့်မဲနဲ့အလူခံတဲ့ညဘယ်နှညရှိမှုလဲလိုက်လွင့်တဲ့အလူခံတဲ့ညနဲ့လိုက်မလွင့်မဲနဲ့နေတဲ့ညဒါကများလေအဲ့ဒါလောက်များတဲ့လူကစရေးဆိုပြီးဗလာစာအုပ်တအုပ်ဗလာစာအုပ်လေးတအုပ်လာထုတ်ပြနဲ့တိလားဒီမှာ6လစာပဲ6လစာပဲမကြည့်တအုပ်တော့ထူကိုဒီမှာကြည့်နော်မိုးနေငါတဲကြီးခံတဲ့တက်ကကုံသွားပြီနေထင်တာကဘာလဲနေကိုလာပြီးတတိပို့နေတဲ့မအေလိုးတွေစကားတွေကိုကြားပြီးတော့ငါကနေကိုလုံမရဲဘူးထင်လို့ငါနေကိုညားနေတာတော်လှန်ရေးဆိုတဲ့ပုံရိပ်ငါလူတို့ကိုအားနာနေလို့နော်လူတို့ရှင်းမှာပွဲတွေတပွဲပြီးတပွဲဆိုတဲ့ဟာမျိုးမလိုချင်ဘူးအဲ့ဒီစိတ်တစ်ခုနဲ့နေကိုငါတဲကြီးခံခဲ့တာနေကတဲကြီးခံလေရောက်တတ်တယ်ညတိုင်းလိုက်လွင့်ပြီးတော့မဟုတ်ကတွေပြောတယ်မနေ့ကညလိုက်မှလည်းသူပြောရတာသူ့အောင်မှာတဲ့လူ100ကျော်လာဆဲလိုက်လွင့်နေတဲ့အချိန်နဲ့အဲ့ဒီလူ100ကျော်လာဆဲတာတဲ့ကျွန်တော်ကကြားဖြန့်တွေကိုငှားထားလို့ကြားဖြန့်တွေကသူ့ကိုလာဆဲပါတယ်ဆိုပြီးတော့ပြောတာနော်โอเคငှားထားတဲ့တက်တည်ရှိချပြပြီးရင်တဲ့ထိုင်းနိုင်ငံမှာရှိတဲ့ထောက်ပို့တွေကိုတဲ့ထောက်ပို့လေးတွေကိုကိုစီကလိုက်ဆဲခိုင်းထားတယ်သူ့ကိုတဲ့ချပြနော်လာချပြစိန်ခေါ်တယ်ချပြကိုစီဆိုတဲ့ကောင်ကဘယ်တော့မှလူတစ်ပတ်တော့နှောက်ကြောတာတယ်ဒါမှန်နော်အဲ့ဒါမှန်နှောက်ကြောတာသူများတွေခဏပြီးခဏထိုးနေကြတာတိလိုက်ဒါပေမဲ့ဘယ်သူ့ပေါ်မှာမဟုတ်တာမလုပ်သလိုကိုယ်လာလို့ရင်လည်းနည်းနည်းလေးမှခံမဲ့ကောင်မျိုးမဟုတ်ဘူးအဲ့ဒါလို့မခံချင်လို့အဲ့ဒါလို့အပင်မခံပြီးလှုပ်ထားတာငါစီးပွားရေးတော့မှငါအဲ့လိုစိတ်ရင်းနဲ့မမှတ်ဘူးငါလီငါစီးပွားတော့မှငါအဲ့လိုစိတ်ရင်းစရာနဲ့မလှုပ်ဘူးသိလားအဲ့လိုပေါင်းတော့ဘဲသားတွေပြောလိုက်မခံနိုင်လို့ဒီလိုမျိုးလှုပ်ထားတာရှင်းလားအဲ့တော့သူနဲ့ကျွန်တော်နဲ့ပြဿနာပြီးဖို့အတွက်သူလားကျွန်တော်တခိုးอ่ะနော်ပြည်သူရှင်းမှာအဆုံးဖြတ်ခံမယ်စိတ်ရင်းစစ်ပေးပါဘယ်ဖွဲ့စည်းရစစ်မလဲတိုက်တဲ့ဖွဲ့စစ်နော်ပြည်သူရှင်းမှာတရားဝင်လိုက်လွှင့်ပြီးစစ်တခါပြောရနော်ကြိုက်တဲ့စည်ရင်းဌာနကပညာရှင်ခေါ်တာတာမန်လူစစ်နဲ့မစစ်နဲ့ပညာရှင်စစ်နဲ့လာစစ်ကျွန်တော်စိတ်ခေါ်တယ်အဲ့ဒီဟာမကိုစည်ရင်းစစ်ခံနိုင်လားပဲမေးပေးနော်နေစုံလာမလုပ်နဲ့နေစုံဆိုတာနေဖာပတ်ခံတဲ့နေစုံမရှိမယ်သိလားတိုက်တက်ဘက်မှာကောက်နံပါတ်တွေရှိတယ်နော်ပေါက်လို့ပဲစာပြောလို့ရတဲ့ထဲမှာကိုစီဆိုတဲ့ကောင်မပါဘူးနေတို့လိုပေါက်လို့ပဲစားပါဇက်တွေပြောလိုက်စောက်ခွက်ကိုဖျက်ရိုက်လို့ရဖို့အတွက်ငါအဲ့လိုအပင်မခံထားတာသိလား
အဲ့တော့ပြောချင်တယ် PST နဲ့ပတ်သက်လို့ဖြစ်ဖြစ် Union Brand နဲ့ပတ်သက်လို့ဖြစ်ဖြစ်စည်ရင်းစစ်ပေးပါနော်ကျွန်တော်တို့တလဝင်ငွေဘယ်လောက်ဝင်တယ်ဘယ်လိုခွဲဝေမနေဖြစ်တယ်မဟုတ်ရကျွန်တော်ကတူကလေဘလို့လဲဆိုတော့တူဆောင်လို့ကျွန်တော်တည်တာကအခုဒီညလိုက်တော့ခေါင်းစဉ်ပြောပြန်ပြီတူအကြောင်းကြည့်နေတဲ့လူတွေသိပါလိမ့်မယ်နော်ပထမရက်မှာတူဘလို့ပြောထားတယ်ငွေကြေးကိစ္စသူပြောတာမဟုတ်ပါဘူးသူကဒီဘောမကိုတွားပေါင်းတာကိုမပေါင်းဖို့ပဲပြောတာဘောမကိုပေါင်းတာကိုမပေါင်းဖို့ပဲပြောတာဟောကျွန်တော်ကအမှားကိုဝေမခံမဲနဲ့ပြန်ပြောလို့ပွဲဖြစ်ကြတာကိုသူပြောခဲ့တယ်နော်ဟုတ်တယ်နော်အခုဒီညကျတော့သူဘလို့ထပ်ပြောသွားလဲဘောမကိစ္စကိုတဲ့ तू မပြောတော့ဘူးတဲ့မဆိုင်တော့ဘူးတဲ့ဘောမကိစ္စကို तू ပြောတာမဟုတ်ဘူးငစီဒီခွေးငစီကားတဲ့ဘာခိုးစားနေလို့အလွဲတုံးစားလုပ်နေလို့ तू ကဖော်ထုတ်ကြတာပါတဲ့တရက်အတွင်းနေချက်ချင်းဖာကြသွားတာနော်အဲ့တော့နေကငါပြောချင်တာကနေရနေဘောမကိစ္စပဲဘာလို့ဘောမကိစ္စမပြောတော့ဘူးပြောတာသိလားဘောမကိစ္စခေါင်းစဉ်နဲ့ကျွန်တော်ကိုစော်တာ तू အနောက်ကိုပြည်ပါမလားဘူးလေအစကတော့ तू ကအဲ့ဒါဟုတ်ဘောမောက်သူတွေ့တာဘယ်လိုတော်လိုင်းစိတ်တဲ့ तू ကပညာမဲ့နေတာပညာမဲ့တော့ပညာမဲ့အတွေးတော့ပဲတွေးတယ်လူတို့ကိုထင်သေးတယ်ဘောမကိစ္စနဲ့တို့ပြောလိုက်ရင်လူတို့ကကျွန်တော်ကိုဝိုင်းဆဲမယ်ကျွန်တော်ပြိုမယ်ကျွန်တော်ပြိုရင် तू အဓိကအလူခံပြီးနေတာကထိုင်းနိုင်ငံမှာ तू ဩစတြေးလျလူတွေမထက်ဘူးနော် तू ထိုင်းနိုင်ငံမှာအလူခံနေတာဖြစ်တယ်ကျွန်တော်ရှိနေတဲ့အတွက် तू ကျွန်တော်ကိုကြော်လို့မရဘူးအဲ့တော့အခုလိုမျိုးဘောမခေါင်းစဉ်နဲ့တည့်ပြီးစော်လိုက်ပြီကျွန်တော်လဲဝိုင်းရင်တူနေရရမဟုတ်နေနေရလိုချင်တဲ့ပုံဝင်လင်းပြောကိုစီနေရဖယ်ပေးမယ်လို့ကြေညာထားတာအခါမှမနေတော့ကိုစီဆိုတဲ့ကောင်ကဟဲ့အောင်မင်းဖယ်လို့လာတိုက်เสียလိုတဲ့လူပေါ့မှန်တိုက်တဲ့လူလာလို့နေရဖယ်ပေးဖို့စီနေပဲနေရလိုချင်လို့လုပ်ထားတာမဟုတ်ဘူးအောင်မြင်ချင်လို့လုပ်ထားတာမတရားစိတ်နဲ့လုပ်ထားတာဒီမတရားတာပြုကျင့်အောင်မခံနိုင်တဲ့စိတ်နဲ့လုပ်ထားတာနော်အဲ့တော့တူသေးတယ်လို့ပြည်သူကတူနောက်ပါမလားဘောမခေါင်းစဉ်တက်တာတက်လို့မရဟုတ်တယ်အဲ့ဒါဘောမခေါင်းစဉ်တက်တာတက်လို့မရတော့ဘာလုပ်လာငွေကြေးခေါင်းစဉ်ပြန်လက်တက်တယ်နော်ငွေကြေးခေါင်းစဉ်လက်တက်တာကိုလေသူ့အောက်မှာဝိုင်းဆဲတော့ငစီကအော်မငွေကြေးခေါင်းစဉ်မတက်ခင်ငစီရနဲ့စားတော့ဆိုင်ရကောင်မနေတဲ့ယူတာမရတဲ့အများကြီးပဲမိမတွေရှုပ်ထားတာဘလို့ဖြစ်တာလို့ဟိုစေးချတာတော့ပါတယ်လို့ကျွန်တော်ပြောတဲ့စကားတွေပေါ့ဗျာအဲ့တော့ပြောအောက်ကတူကိုထပ်ဆဲကြပြန်အောင်ဆိုတော့အဲ့ဒီခေါင်းစဉ်ကလည်း तू သွားတိုးလို့မပေါက်ပြန်ဘူးဆိုတော့အဲ့ဒီခေါင်းစဉ်ကတူ့ကိုသွားပြောထားတဲ့မအေလိုးတွေရှိတယ်ကျွန်တော်တိတယ်အဲ့ဒီမအေလိုးတွေကအရှင်းမှလည်းတယောက်ကိုသွားပြောထားဘူးပြီနော်ကျွန်တော်အကုန်လုံးတိတယ်ကျွန်တော်ပေါ်ဘယ်သူတွေရုံမှနေလဲဆိုတာကိုစီဆိုတဲ့ကောင်ကလေသူများပေါ်ဘယ်တော့မှမရုံပါဘူးဒါပေမဲ့အညှိုးကြီးတယ်တနည်းမနေတာကိုကိုရုံမှပြီးဝိုင်းတယ်ရေစုံလိုက်အဲ့တော့ကျွန်တော်စိတ်သက်ဒါပေမဲ့အဲ့လိုရေစုံမလိုက်ခင်အစွန်းစုံထိတင်းကြီးခံသူများတင်းကြီးမခံနိုင်တဲ့အနေအထားလေးကိုစီဆိုတော့ကောင်တင်းကြီးခံပြီးတယ်မတိစောက်ပေါ်ကြီးဖြစ်နေပြီးတယ်နော်ဒါပေမဲ့တင်းကြီးခံတဲ့ limit ကုန်သွားရင်တော့ငါဘို့အပြက်ဖို့တော့မပြောနဲ့ငါသေဖို့တော့ငါကြောက်တတ်တဲ့ကောင်တိလားအပြည့်ပဲအသေးอ่ะတိလားအဲ့တော့ရုပ်မှာကြစိုက်တဲ့လောက်ရုပ်မှာကြငါပြန်လှုပ်လို့ရှိရင်မတရားပါဘူးလို့ပြောနေတော့ကိုစီကရက်ဆက်တယ်မလုံးနဲ့တော့အဲ့ဒါလေးပဲပြောချင်တယ်မင်းတို့ဘသူတွေဘာလုပ်တယ်ဆိုတာငါအကုန်သိတယ်မင်းတို့ပညာမဲ့တွေလောက်ငါတနာတယ်ငါပညာတတ်နေလို့မဟုတ်ဘူးဘာကြောက်လဲငါမဟုတ်တာမလုပ်ထားတဲ့အတွက်မင်းတို့ပညာမဲ့တွေဘယ်ချင်လဲလှမ်းတာအောင်တွေ့နေရတယ်နော်အဲ့တော့ပြောချင်တာကအခုဒီညမှာနေဒီကောင်မခေါင်းစဉ်နှစ်ခုပြောင်းသွားပြီနော်အထက်ချပြမှာချပြစမ်းကြိုက်တာချပြကြိုက်တာလို့နော်ပြီးရင်တော့တက်ရောက်မှုတိုင်းကတံပြန်တက်ရောက်မှုရှိတယ်နော်လောကနေရမှာနော်လားတိလားငါပြောတဲ့စကားမဟုတ်ဘူးလောကကြီးရဲ့နေရမှာတက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိတယ်အဲ့ဒီနေရမှာကိုနျူတန်ဖော်ထုတ်သွားတာကြားဘူးတယ်မလားအေးနျူတန်ဖော်ထုတ်သွားတာနျူတန်ပိုင်တဲ့နေရမဟုတ်တက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိတယ်အဲ့တော့သူများပုတ်ရုံမှပြီးရင်ရုံမှကြပါတဝရုံမှကိုခန်းနဲ့အလက်ကြရင်မင်းတို့မိုးကောင်းဆုံးကြွာလာပါငါလက်ထက်ကြိုင်မိုးချိုးကပြစ်ချပါသိလားအဲ့ဒါကိုစီပဲသိလားဘယ်သူမှမရင်မလို့ဘူးသိလားအခုလဲသူရှင်းတန်းထုတ်တယ်တဲ့မှာဘရာဇာထုတ်ပြတယ်
2021ထဲကနေညတိုင်းလိုက်လွှင့်နေတဲ့လူကျွန်တော်လိုက်3ကပဲလွှင့်ဘူးတဲ့တော်နိုင်ရင်မှာဘယ်သူမက်ဆင်ဂျာမှာကျွန်တော်ပတ်စံလိုက်တောင်းဘူးတဲ့လူရှိလားဗျကိုစီဆိုတဲ့ကောင်ဘလောက်ပဲခင်းနေပါစေဘယ်သူမက်ဆင်ဂျာမှာတော်ပြီပတ်စံထည့်ပါလိုက်မပြောဘူးတရားဝင်ပို့တင်လိုက်တယ်နော်အဲ့ဒီကောင်မှထိုင်ဝမ်နိုင်ငံကထိုင်ဝမ်နိုင်ငံတူကျွန်တော်တို့ကအန်ဒီလေးတို့ခေါ်တယ်အဲ့ဒီအန်ဒီလေးရှိမှာပတ်စံသွားတောင်းတယ်စောက်ချက်မရှိဟိုကသူ့စောက်ချင်းကိုတီးလို့ဟိုကနိုင်ငံသားလူတွေကလဲပြီးသားဟာကြီးကိုသူ့စောက်ချင်းကိုတီးလို့တပြားမှမထည့်လိုက်ကျွန်တော်ကလာပြောတယ်အဲ့ဒီအန်ဒီကမဟုတ်ဘူးတစ်ခါပေးကျွန်တော်ဘတ်အိမ်ပေးတယ်နော်အကုန်ရှိတဲ့ record တွေမပြောချင်လို့ထားတာမို့နေလောက်ကိုငါတနာတယ်တိလားနေလောက်ကိုငါတနာတယ်နေစော်လို့ရတာစော်လိုက်ငါပြောသလိုမိုးကောင်းတယ်မလားရွာငါလက်ကြရင်မိုးချိုးပါတစ်ချမှာနော်ထမ်းလက်ကလို့တော့မရဘူးတိလားအဲ့တော့ကြိုက်တဲ့လောက်ရုပ်မှာနေရောတည်င်းလာပေးနေတဲ့ကိုမေကိုလိုဖေလိုမအောက်စုကောကိုမေကိုလိုဖေလိုမအောက်စုငါတိတယ်နော်ချကြတော့တိလားနော်အေးကိုလက်ကြရင်ထမ်းရွက်တဲ့တော့မကာနဲ့တိလားအဲ့ဒါလေးပဲပြောချင်တယ်အဲ့တော့ဒီနေ့ကစပြီးတော့မိုးကိစ္စနဲ့ပတ်သက်လို့ကျွန်တော်လုံးဝတဲခံတော့မှာမဟုတ်ဘူးပြည်သူတွေအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ကိုမုန်းရင်လည်းမုန်းကြပါခံစားရတာဒီကျွန်တော်ဖြစ်တဲ့အတွက်တစ်ဖက်ကရုပ်မှပတ်သက်မှုကိုကျွန်တော်ပဲခံနေရတာမင်းတို့ကကွာတော်ပါတော့နေလဲတော့လာပြောမယ်ဆိုရင်ကိုယ်တိုင်ခံစားနိုင်လောက်အရင်တွေ့ပြီနော်ကျွန်တော်ချက်ချင်းထားအောင်မဟုတ်ဘူးနော်နံပါတ်1သူပထမဦးဆုံးကျွန်တော်ကိုပို့တင်ပြီးပြောတယ်ကျွန်တော်မတိကြအောင်ဆောင်ပေးတယ်နံပါတ်2သူငစီဆိုတဲ့အတုံးတုံးနဲ့ကလော်တုတ်ဆဲတယ်သူ့ဆရာဖြစ်တဲ့ဦးကျော်သူကိုကျွန်တော်တွားပြီးတော့ပြောတယ်ဦးလေးကျွန်တော်ကိုဖုံးဆက်ပြီးဆဲလို့မရဘူးလားကျွန်တော်ဆဲရင်တော့အဆဲခံပါမယ်ဘာကြောင့် line ပေါ်ဒီလိုတင်တာလဲဆိုတော့သူ့ဆရာကသူ့ဘက်ကနေအခိုင်အမာရက်တည်ပြီးတော့ကျွန်တော်က viewer ရဒီဘောမနေနဲ့ပေါင်းနေတယ်ဆိုရင်လူဆဲတာကိုခံရမယ်ဒါကြောင့်မလို့အဆဲခံလိုက်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကိုပြန်ပြောထွက်လိုက်ကျွန်တော်ပြုံးလေးပဲပြန်ဆင်းလာပါတယ်ဒါပေမဲ့ပြန်ဆင်းကန်ဒီကျွန်တော်စကားတစ်ခုမေးပြခဲ့တယ်မှတ်တမ်းရှိပါတယ်သူလည်းမှတ်တမ်းလိုချင်ယူထားလို့ပြောတယ်နော်ဘေးကကလေးလာရိုက်ထားလို့ဟိုမှတ်တမ်းဆိုတာကကျွန်တော်ဖုံးပြောနေချိန်ကျွန်တော်မြူတာမိဘူးသူ့ပုံတော့မဘေးကကလေးကကျွန်တော်ဖုံးပြန်တရားတော့ဗီဒီယိုလာရိုက်ပေးထားတယ်အဲ့ဒီမှာဘယ်လိုပြောလဲဆိုတော့ဟိုဆက်ဘယ်လိုပြောမလဲ viewer ရလောက်တယ်ဆိုအစဲခံရမယ်ပေါ့အဲ့တော့နောက်ဆုံးကျွန်တော်တူတခုမေးလာတယ်ဦးလေးအဲ့လားဆိုရင်ဘောမတွေကဒီကာလမှာစစ်ခွေးတွေလိုမျိုးငါတို့မဲလိမ်မဲခိုးပါတယ်ဆိုပြီးတော့ငါတို့အတုံးချပြီးတော့အာနာသိမ်းသွားတာဒီမေလိုကငါတို့ခုလုံးလောက်သွားတာငါတို့အစကတော့သူ့ကိုယုံကြည်ခဲ့တာအခုမယုံကြည်တော့ဘူးပြည်သူနဲ့ပေါင်းမယ်ဘောမတွေအနေနဲ့အလင်းဝင်လာမှာဆိုဘယ်လိုလုပ်တော့မလဲဆိုတော့တိုက်ရိုက်မဖြေသွားဘူးနော်အဲ့တော့တည်းကကျွန်တော်သူ့ဆရာဖြစ်တဲ့လူကိုအားကိုးပြီးတော့ပွဲမရှာခြင်းလို့တိုးတိတ်နဲ့ပြီးတွေနဲ့ပြီးသွားအောင်လာပြီးတော့တွားပြောတယ်လက်မခံဘူးကျွန်တော်တိုးတိတ်ပြီးသွားဆိုကျွန်တော်အတွက်မဟုတ်ဘူးနော်တော်လှန်ရေးမျက်နှာအတွက်ကျွန်တော်တော်လှန်ရေးကိုအများကြီးဗုဒ္ဓဆိုကျွန်တော်ကိုယ်တိုင်နဲ့ဘဝကြီးစွန့်ထားရတာလုံနေတဲ့ကလေးတွေပေသွားတဲ့အသက်တွေနောက်ပြီး line ပေါ်မှာတော်လှန်ရေးသတင်းတွေဖုံးမှဆိုလို့ပွဲမရှာခြင်းဘူးမရဘူးညစဉ်ရက်ဆက်လိုက်လွှင့်ပြီးတော့ကလော်တုတ်တယ်ပို့တင်ပြီးဆဲတယ်မနေ့ကညဆိုရင်ကျွန်တော်ဘယ်လိုပြောလဲဆိုကြားဖြန့်တွေကိုကျွန်တော်ကငားပြီးသူ့ကိုဆဲခိုင်းထားတယ်ခိုင်းမှရှိတဲ့ထောက်ပို့တွေကိုကျွန်တော်ကလိုက်ဆဲခိုင်းထားတယ်ကျွန်တော်ဆွဆွဲပုတ်ခတ်ပြောရတယ်အခုဒီနေ့ညလိုက်မှာတော့အခုကြားတဲ့အတိုင်းပဲအကုန်လုံးပေါက်လို့ပဲစားပြောရတာသူ့မှာစရင်ရှိတယ်ဆိုဘလာဆောင်လေးတုံထုတ်ပြတွေ့တယ်နော်အဲ့တော့ဒီကောင်မနဲ့ကျွန်တော်ဘယ်သူကပြည်သူကိုလိန်ညာပြီးတော့ကိုဂျိုးအမျက်ထုတ်နေလဲဆိုတာကိုသိချင်တယ်ပြည်သူတွေလည်းရှိမှာပဲအဲ့တော့စရင်စစ်ပေးကြပါအကောင်အစ်စ်ခံတယ်ကျွန်တော်နော်အများကြီးမစစ်နဲ့ကျွန်တော်တော့ကြိုက်တော့စစ်လို့ရတယ်နော်ဒီမှာ6လစာသူ့ကို6လပဲစစ်ပေးကျွန်တော်တော့ကြိုက်တဲ့လောက်စစ်လို့ရတယ်ဒါပဲကျွန်တော်ပြောချင်တယ်အဲ့တော့တိန်ကြီးကံမှာမဟုတ်တော့ဘူးဒီနေ့ကစပြီးတော့ဒီအောက်တန်းစားမအောင်ကျွန်တော်ဆုံးပြီ Okay ကျွန်တော်ရဲ့ news channel လေးကိုလည်း like subscribe နေပြီးမှဝင်ရပေးကြဖို့တောင်းဆိုပါရစေ Okay ဒီမှာကြည့်ရှုနေတဲ့သူတွေကျမ်းမှချမ်းသာကြပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်နဲ့အတူပြန်ဆုံးပါမယ်